ချစ်တော်မိတ်ဆွေတင်ရဲ့ဘဝမှာပေတူကဥဆောင်နေပါတလေမင်္ဂလာပါနေ့စဉ်တမနစ်စာတရားဒေသနာစီစဉ်ကနေကျူးစုပါရယ်ထောင်ရဖျားဒီငါဤတူသိန်းဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားပေးသွားခြင်းပါရယ်ဒီနေ့ကျွန်တော်ရဲ့ဘဝအတ္တတာထဲမှာပေတူကဥဆောင်နေတယ်လေကိုဆန်းစစ်ဖို့ရတဲ့ဖြစ်ပါတယ်ဆလန်ခန်းကြီး23ပိုင်ငယ်တစ်မှာဒါဝိကထောင်ရဖျားဒီငါဤတူထင်းဖြစ်တော်မူ၏ငါဒီစင်ရဲမခံရလို့ဆိုပါတယ်ဒါဝိကငေစင်ကလေးကနေတူထင်းတယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့တူနဲ့တူထင်းရဲ့ဆက်ဆံရေးကိုသူကောင်းမွန်သဘောပေါက်တယ်တူဟာလမ်းမတိဘူးအန်တရေကိုမတိနိုင်တဲ့အတွက်ကြောင့်မို့တူထင်းရဲ့ဥဆောင်မှုနဲ့ကာကွယ်ပေးမှုကိုအမြဲတမ်းလိုအပ်တာဖြစ်တယ်တူတကောင်ဟာတူထိမရှိအန်ဒီရေကြုံနိုင်ပါဒီလိုပါပဲကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာဖရာသခင်ရဲ့ဥဆောင်မှုကိုအမြဲလိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တင်းရဲ့စိုးရိမ်မှုတွေကိုဖရာသခင်ထံအနံ့လိုက်ပါဖရာသခင်တင်နဲ့ကျွန်တော်တို့အတွက်တူထိန်ကောင်းဖြစ်ပါတယ်ဒါကြောင့်ဖရာသခင်ကိုယုံကြည်ပြီးငြိမ်သက်ခြင်းနဲ့အသက်ရှင်ကြပါစို့လို့နှုတ်ပတ်တော်နဲ့ခွန်အားပေးလိုက်ပါစေတစ်ဆက်တည်းမှာပဲအကူအညီတောင်းချင်တဲ့အရာကတကယ်လို့ဒီနှုတ်ပတ်တော်ကိုမိတ်ဆွေနဲ့ခွန်အားရတယ်ဆိုလို့ရှိရင် like and share follow လုပ်ချင်အပြင်လဲကူညီပေးဖို့ရတဲ့မေတ္တာရပ်ခံပါရယ်ကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ